နိုးလေလင်းကျွန်တော်လည်းမျိုးလုံးနေတယ်မတွင်းနေဖောက်ပဲပြန်မမဒီလည်းနိုးသွားပြီဒီမှာတို့နေရာလည်းပြောင်းသွားတယ်ဘာမှမရှိဘူးဘာဖြစ်တာလဲဆိုတော့ပြောင်းဘာဖြစ်တာလဲဆိုတော့ငမွေလေးကဒီမှာကျွန်တော်ပထမဗီဒီယိုတင်ထားတော့ပဲဒီကောင်ပဲအားမရှိသလိုလိုဒီကောင်ပဲအားမရှိသလိုလိုဒီကောင်ရဲ့သဘောတရားက hybrid ကနော်ဆရာကြီးဒီ battery အားရှိမရှိတချို့ဟာတွေက dashboard မှာကြည့်လို့ရတယ်ဒီကောင်ကလာတဲ့ error dashboard ပါဝါပြောက်တယ် dashboard ကပါဝါပြောက်ပြီးတော့သူက battery ကိုတစ်လေးလိုက်ရင်ရတယ်ဒီကောင်အတစ်လေးလိုက်ရင်ရတယ်လဲပြီးတော့အဲကောင် battery အားကုန်သွားဒီကလာတဲ့ပြစ်ချက်ကဒီကောင်အားမရှိတယ်ဒီအောက်က battery အသေးအားမရှိပဲလာပြီးတော့သူက power bank ထောင်လို့နိုးတယ်နိုးပြီးတိုင်းဆွဲမောင်းသွားရင်လမ်းထိတစ်ထိပ်လောက်မောင်းလိုက်တာနဲ့တံခွန်မီအရင်ဆုံးပျောက်သွားပြီးတာနဲ့ထိုးရပါဆက်ပါထိုးရဆက်ထိုးရပြီးတော့ဟွန်းတော့တီးလို့ရတယ်ရှင်းမီတွေလာတယ်တံခွန်မီပျောက်သွားတယ်ဆက်နှုတ်လို့မရတော့အဲ့လိုဖြစ်နေအဲ့ဒါနဲ့ဒါကန်ကောင်းတဲ့ခေါ်မှာပေါ့နော်ကန်ကောင်းတော့ခေါ်မှာဒါhybrid ကိုဒီ hybrid battery ကိုဖြုတ်ပြီးတော့ဆရာသမားတွေမကလိထားဘူးကျွန်တော်လွန်ခဲ့တဲ့တစ်နှစ်လောက်တော့တစည်းလာတယ် hybrid battery ကိုဖြုတ်ပြီးကလိရတစားစီဖြစ်နေဆိုတော့ battery ပါလက်သွားတယ်ပေါ့ဒါဒီကောင် hybrid ကိုဖြုတ်ပြီးမကလိထားသေးတဲ့အတွက်ကျွန်တော် original တိုင်းလိုက်ဆမ်းမယ်ဆိုလိုက်ဆမ်းသူကသဘောက hybrid battery ကိုဟိုမှာတန်ခွက်မီဒီပိုင်းမလာတော့ဘူးဘယ်လိုဆမ်းရမလဲဆိုတော့ hybrid battery ကအားရှိမရှိကိုဒီမှာဒီကောင်က48voltထွက်တယ် battery ဒီကောင်48voltထွက်တဲ့ battery ကဘယ်ကိုတောင်းဝင်မှာလဲဆိုတော့ ECU တွေတောင်းဝင်မှာဒီမှာ ECU ရင်းမှာတောင်းဝင်မှာဒီကောင်မှာ48voltရှိရမှာချက်ချင်း battery အားပြည့်နေတော့55volt 56 volt အဲ့လောက်ကြီးထွက်တယ်ဟိုကျွန်တော်ကဆံပြ ECU ကပုံမှန်ECU ဆိုရင်ဒါဒီမှာအပေါင်း12volt ဝင်ရမှာနော်ဒီမှာမီတာအနက်တန်ကျွန်တော် battery အနှုတ်မှာထောက်လိုက်ဒါလော့လာတယ်ကျေးဇူးတင်ပါတယ်တော့ဖွင့်အောင် sorry တော့ဖွင့်မှာဒီကောင် KB ဖွင့်မလားနော်တော့မဖွင့်ရင်မီတာနဲ့တိုင်းလို့ဘာမှမတက်ဘူးမင်းနေဒါတော့ဖွင့်လိုက်အောင်တော့ဖွင့်လိုက်တော့ဖွင့်ဆိုတာနဲ့ဒီကောင်က48volt တက်ရမယ် EC တွေကို48volt ဖွင့်သွားပြီဒီမှာ55volt တော့ရှိတယ်ကျွန်တော်မီတာကို DC 200မှာထားတာ55volt ပြောတယ်ဒီ EC တွေကို55volt ဝင်တာနော်အချင်းမဟုတ်ဒီ battery နဲ့မဆိုင်ဘူးဒီ battery က EC ကိုဖွင့်တာပေါ့ဒီကောင်ကနေလှမ်းပြီးတော့ power ကျွေးရတာအဲ့အတွက်ဒီကောင် starter motor ဒီအောက်ကဟိုနေ starter motor ဟိုနေ alternator ကွာရင်မတက်လိုက်အောင်ထားလိုက်အောင်ပေါ့ step လုံးအောင် EC ကနေပြီးတော့ဒီ UVW ဆိုတဲ့ပင်နေလေတို့ပုံမှန်ဆိုဒါ12volt ထွက်အောင်လေအဲ့ကောင်တွေကနေပြီးတော့48 volt နဲ့လှမ်းမောင်းတာအဲ့ကြမှာအင်ဂျင်ထနိုးတာဒါပေမဲ့အဲ့ ECU ကျန်တဲ့ sensor ဘိုင်းတွေ run အောင်ကြတော့ဒီ battery ကနေမှဒီထဲကိုတခါ12 volt တက်ထက်ကျွေးတာတယ်အဲ့မှာနည်းနည်းရှုပ်သွားလာတော့ကောင်ဆက်မနိုးတဲ့ဥစ္စာကျွန်တော်ဒီနေ့ hybrid battery အားနေရလားဆိုပြီး hybrid battery ကိုကျွန်တော်မီတာနဲ့တိုင်းကြည့်တယ်တိုင်းကြည့်တော့ဒါ hybrid battery ကိုအားဝင်မဲ့ဒိုင်ဟုတ်ပေါ့ဒါ hybrid battery ချာချင်သွင်းမဲ့ဒိုင်ဟုတ်ကနေပြီးကျွန်တော်တိုင်းကြည့်55volt ရှိနော်ဒါ hybrid battery ကို run မဲ့ကောင်နောက်သူ့ရဲ့အနှုတ်တချို့ကဒီဘက်ကလာဒီဘက်တိုင်းကလာအစင်းရောင်နေဒီဘက်ကဥစ္စာကြတော့တော့ချခြင်းဝင်မဲ့ကောင်ရကျွန်တော်ပြောနေရှုပ်သွားတာတော့လည်းနည်းနည်းရှုပ်တယ်ကျွန်တော်လည်းမိုးလင်းသွားမိုးပဲလင်းတယ်9နာရီ10နာရီထိုးနေဒီပါဒီစုံအေးရတယ်မျိုးလုံးနေလည်းဟောက်ပဲအဲ့တော့ပြောချင်တာဘင်းစီ hybrid ဘင်းတစီလာပြီဆိုတာနဲ့ hybrid battery ကိုကျမ်းမဖြုတ်လိုက်နဲ့ခဏဆောင်
စောင့်ပြီးတော့ဘိုးရီတွေရင်တိုင်းကြည့်ရမယ် hybrid battery အားရှိလားမရှိလား dashboard လိုင်းတော့ဗျာ dashboard ထဲမှာ battery မီးပေါ်တယ် battery level ပေါ်တယ်ပေါ့ဒါ battery အားပြည့်နေနေတာဒါတစ်ပတ် CK battery အားရှိနေတယ်ဟုတ်ပြီအဲ့ဒီဒိုင်ခွက်ကပဲခொင်းဖြစ်တာသိကြအောင်မမီတိုင်းထပ်တိုင်းလို့ရတယ်အဲ့လိုက်တိုင်းပြီးတော့မှဒါ hybrid battery ကိုကောင်းကောက်ချက်ချော်ရမယ်ပြီးတော့နောက်ချက်က hybrid battery က gate ပြီးဖွင့်တော့မှဒီ starter motor engine တို့မှာနော် hybrid battery မကောင်းရင်လည်းစက်မနိုးဘူးအဲ့ကြရင် battery မိခုန်နေလိမ့်မယ်တော့လည်းမချွတ်ရဘူးချွတ်လို့လည်းအဆင်မပြေပါဆိုလို့ဒီကောင်လာဖြစ်တာဘာဖြစ်နေရလဲဆိုတော့နောက်ပြီးဆုံးကောက်ချက်ကိုနေကအဖြေကဒီ battery တွေကို charging ပေးမဝင်တော့ဒီ battery တွေကို charging ပေးမဝင်ဘူးဆိုတော့ကျွန်တော်လည်းနည်းဒါကျွန်တော်ဖောက်ထားတာပေါ့လိုက်ခွဲကြည့်တော့ဟာဒုပလီနည်းနည်းလောက်လိုက်ဖွင့်ပြီးတော့လိုက်တိုင်းကြည့်တော့ဟုတ်တယ်အဲ့ဒါဒိုင်ဟုတ်လားဒီစမ်းဖို့အားဝင်နေ battery အသေးကိုဝင်မဲ့ဒိုင်ဟုတ်လားမဟုတ်ဘူးအဲ့လားလည်းမဟုတ်ဘူးဒီအရင်မှတိုင်းကြည့်တော့ battery ရဲ့ charging ဝင်တယ်ဟောအဖျားရောက်တော့ဝင်တော့အဲ့တော့ကျွန်တော်လိုက်စီဖြုံနေချက်ကလည်းမနိုးဘူးအမမမွေသေးရဒီမှာအဲ့ကောင်စားပွင့်လွတ်ဖြစ်နေဒီမှာကျိုးနဲ့ချောင်းတချောင်းကတော့ချာချင်းကျိုးတချောင်းကတော့ချာချင်း relay ပြီးတော့ starter relay မဟုတ်တော့ဒါမကြီးတို့ရိုးဘင်းနေဆိုရင်ဒါ starter relay ကို relay ကြီးက starter relay ဒါ main relay ပေါ့ဒီ relay ကြီးက starter relay ဒါ main relay ဒါပေမဲ့ဒီကောင်မှာအဲ့ starter relay ကဒါ starter relay ကို charging relay အကောင်ဖြုတ်လိုက်လဲဆက်နှုံးလို့ရတယ်ဟုတ် no way ဟိုင်ဝဲcharging ဝင်တော့ကြောက်ဟုတ်ပြီချာဂျင်ဝိုင်းချာဂျင်ဝင်လာဟောချာဂျင်ရလေးချာဂျင်ဝင်အောင်လှမ်းကပ်ပြီးလိုက်တော့